တောင်အောက်ခြေလမ်း100ကိုဝက်လင်းရဲ့ကျင့်ကြံမှုအစင်းလောက်နဲ့အေးဆေးကြော်ဖြတ်နိုင်ပေမဲ့တောင်ထိပ်ခြေလမ်း100ကတော့ဝိဇာနဲ့ခြေမုံမြေဖြစ်တာကြောင့်ဘလောက်ထိရှောက်လန်းနိုင်မလဲဆိုတာကံကြမ္မာပေါ်မူတည်နေတယ်ဆိုပြီးထန်းရင်ကြည့်ပြောစကားအရာဝက်လင်းလဲတဖြည်းဖြည်းရှောက်လန်းလာခဲ့ပါတယ်ပထမလေကတစ်ပေါ်ခြေတစ်ချက်နင်းလိုက်တာနဲ့အေးဆက်လွန်းတဲ့စွမ်းအင်တွေခန္ဓာကိုယ်ထဲစီးဝင်လာကြတဲ့အခါအေးစိတ်နဲ့တကိုးနဲ့ချက်ချင်းဖြိုခွင်းပစ်လိုက်တဲ့အတွက်ဒီကောင်လေးကစိတ်ဝင်စားစရာကောင်းတယ်ဆိုပြီးထန်းရင်ကြည့်ကသဘောကျစွာရေယုံမိလိုက်ပါတယ်ဝက်လင်းကျင့်ကြံခဲ့ခြင်းကနှစ်ပေါင်း900ကျော်လောက်ပဲရှိသေးပေမဲ့အန်ဒီယေပေါင်းများစွာကြုံတွေ့ရင်ဆိုင်ခဲ့ပြီးပြီဖြစ်လို့ခိုင်မြဲတဲ့ဇွဲလုံးလားနဲ့နောက်ထပ်လေကားထစ်တွေပေါ်အလွယ်တကူတက်လန်းလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့တတိသားပြောင်းလဲခြင်းအလေလက်အဆင့်ဖြစ်လို့လေကား10ခုလောက်ကကန့်သက်ချက်ဖြစ်နေပြီဆိုပြီးထန်းရင်ကြည့်ပြောလိုက်တဲ့အချိန်ဝက်လင်းကနောက်တစ်ထစ်ကိုထပ်မံတက်လန်းလိုက်ပြန်တာကြောင့်စွန်းရင်အကြောင်းကိုပြန်တရိရသွားခဲ့ပါတယ်။စွန်းရင်ကတတိသားပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံမှုနဲ့ခြေလမ်းပေါင်း26လမ်းထိတက်ရောက်နိုင်ခဲ့ဘူးတာကြောင့်ဝက်လင်းအနေနဲ့ဘလောက်ထိရှောက်လန်းနိုင်မလဲဆိုတာသိချင်စိတ်ဖြစ်နေခဲ့ရပါတော့တယ်။အပေါ်ဘက်ရောက်လာလေဖိအားပိုတိုးလာလေဖြစ်တယ်လို့အရန်ကိုအေးဆက်လွန်းတဲ့အေးစွမ်းအင်တွေကြောင့်ခက်ခဲမှုပိုတိုးလာရပေမဲ့ခြေလမ်းပေါင်း22လမ်းမြောက်ထိတဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။ဒီအဆင့်ရောက်တာနဲ့ဖိအားများစွာထွက်ပေါ်လာလို့ဝက်လင်းဖိနှိပ်ခံလာရပြီဖြစ်တဲ့အပြင်ထန်းရွင်လောင်းလျာကအလဲလက်အဆင့်လောက်နဲ့ဒီလောက်ထိလုပ်ပြနိုင်ခြင်းကသူ့ကိုစိတ်ကြည်နက်စေတယ်ဆိုပြီးဝက်လင်းရဲ့အရေးချင်းထူးချွန်မှုကိုသဘောကျကျဉ်းနေခဲ့ပါတယ်။မူလစိတ်ဝိညာဉ်ကဒီအထိပဲတောင်းခံပေးနိုင်တာဖြစ်လို့လက်မလျှော့ချင်သေးသူကတေးချင်းရှင်ချင်းနယ်ပယ်ရဲ့အဖြူမဲစာလိပ်ကြီးတစ်ခုကိုသူ့နောက်မှာထုတ်လွှတ်လိုက်ပြီးသူ့ကျင့်ကြံနေတဲ့နယ်ပယ်ကရှားပါးနယ်ပယ်တစ်ခုဖြစ်တယ်လို့အောင်မြင်နိုင်ဖို့ကလည်းအရန်ခက်ခဲလွန်းကြောင်းဝက်လင်းပြန်ပြောလာခဲ့ပါတယ်။တတိသားပြောင်းလဲခြင်းအဆင့်ကိုရောက်ရှိလာနိုင်တဲ့အချိန်ကစပြီးနေပယ်အဆင့်တက်မှုရပ်တန့်သွားခဲ့လို့ဝိဇာနဲ့ခြေမုံနယ်မြေထဲမှာအဆင့်တက်ဖို့ကြိုးစားမယ်ဆိုကခြေလမ်း22လမ်းကိုအခြေခံအဖြစ်အသုံးပြုလိုက်ပြီးနောက်ထပ်9လမ်းကိုစတင်လျှောက်လန်းလာခဲ့ပြန်ပါတယ်။နေပယ်စွမ်းအားကိုခန္ဓာကိုယ်ထဲဝင်ရောက်စေလိုက်ပြီးပြတ်သားနေတဲ့အကြီးတွေနဲ့ပြင်းထန်တဲ့ဖိအားတွေအောက်မှာနောက်ထပ်9လမ်းထိထပ်မံရောက်ရှိသွားခဲ့ပြီဖြစ်လို့ဝက်လင်းရဲ့ကန့်သက်ချက်ကိုအမှန်တကယ်ရောက်ရှိသွားခဲ့ပါတော့တယ်။အတင်းကျပ်ဆက်လုပ်မယ်ဆိုရင်ကျင့်ကြံမှုတွေပျက်စီးသွားနိုင်ပြီးမူလစိတ်ဝိညာဉ်ကိုပါထိခိုက်မှုဖြစ်သွားစေနိုင်တာကြောင့်ဒီအစ်စ်မှာရက်တက်လိုက်တဲ့အခါ9ရောင်ချေလင်းဖြာနေတဲ့ဘုံပြသက်တစ်ခုထွက်ပေါ်လာခဲ့ပြီးထန်းရွင်လောင်းလျာကလမ်းတစ်ခုဖွင့်လှစ်ပေးလိုက်ရင်အပေါ်တက်လာခိုင်းလိုက်ပါတယ်။အကြောင်းတစ်ခုနဲ့ဝက်လင်းရောက်လာတဲ့အခါကျူးချွေချိုကိုဖျက်သွားတဲ့အချိန်တုန်းကဝက်လင်းဟာစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအဆင့်ကိုနားလည်အောင်စ조사နေစေဖြစ်ပေမဲ့အခုချိန်မှာတော့ခြေလမ်းပေါင်း28လမ်းထိတက်လန်းနိုင်ခဲ့ပြီးဖြစ်တယ်လို့သူတို့နှစ်ယောက်ကလည်းဆရာတပည့်တွေဖြစ်လာခဲ့ပါတယ်။ထန်းရွင်လောင်းလျာကကောင်းကင်ကံကြမ္မာလမ်းစဉ်ကိုကျင့်ကြံလျှောက်လန်းနေသူဖြစ်ပြီးဖြစ်ပျက်လာတဲ့အရာအလုံးကကံကြမ္မာပေါ်မူတည်နေကြတာဖြစ်လို့သူတို့နှစ်ယောက်ကြားမှာလည်းဆရာတပည့်ကံကြမ္မာတစ်ခုရှိကြောင်းပြောလာပါတယ်။ဒါကြောင့်ပဲဝက်လင်းကိုတပည့်အဖြစ်လက်ခံပေးခဲ့တယ်လို့သူ့ဘဝတစ်လျှောက်လုံးမှာရောင်စုံလင်းခုနှစ်ခုကိုနှစ်သက်သဘောကျခဲ့ပြီးဒီနေရာမှာရှိနေတဲ့အဖြူနက်တောင်တွေကိုပါထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်အယောင်ကိုမျိုးဖြစ်သွားလိမ့်မယ်ဆိုကဒီကဘာပေါ်မှာရှိတဲ့အလှပဆုံးမြင်ကွင်းတစ်ခုအကြောင်းကိုရှင်းလင်းပြောပြနေခဲ့ပါတယ်။ဒီစကားပြောပြီးတာနဲ့9ရောင်ချေပလင်တွေထွက်ပေါ်လာခဲ့ပြီးထန်းရွင်လောင်းလျာကကောင်းကင်ကံကြမ္မာကိုတသက်လုံးယုံကြည်တာမို့9ရောင်ချေလင်းအောက်မှာခရမ်းရောင်ကိုင်းအဖွဲ့ရဲ့တတမတပည့်အဖြစ်လက်ခံပေးကြောင်းပြောရင်ဒူးထောက်ခိုင်းလိုက်ပါတယ်။ဂိုင်းစည်းကမ်းတွေလိုက်နာဆောင်ရွက်ရမှာဖြစ်ပြီးကျင့်ကြံမှုတစ်ခုတည်းအာယုံစိုက်ထားရမှာဖြစ်တယ်လို့တာအိုတီအပွင့်တွေတက်တည်ပြပေးရမယ်ဆိုကသူတပည့်ဖြစ်လာခြင်းလားမေးတော့ဆရာအရှင်ကကျုပ်ကိုစိတ်မပြတ်စေဘူးဆိုရင်ကျုပ်ဘက်ကလည်းဆရာအရှင်ကိုစိတ်မပြတ်စေရဘူးဆိုပြီးဝက်လင်းကပြန်လျှောက်တင်လိုက်ပါတယ်။ဒါအပြင်ထန်းရွင်ကသူ့ကိုစိတ်မပြတ်စေဘူးဆိုရင်သူ့ဘက်ကလည်းထန်းရွင်ကိုစိတ်မပြတ်စေရပါဘူးဆိုပြီးဝက်လင်းကကန့်သက်ချက်တစ်ခုထားရင်အဖြေပြန်ပေးလိုက်တာဖြစ်တယ်လို့ထန်းရွင်ကိုင်းနဲ့ဆရာအရှင်ဖြစ်သူကသူ့ကိုတစ္ဆာဖောက်ဖို့ကြိုးစားလာရင်သူ့ဘက်ကလည်းတစ္ဆာပြန်ဖောက်ပေးမှဖြစ်ကြောင်းကြိုးပြောထားလိုက်တာဖြစ်ပါတယ်။ဝက်လင်းဘက်ကပြတ်သားစွာဂတိပေးလိုက်ပြီဖြစ်လို့ထန်းရွင်ကြည်လဲခရမ်းရောင်ပလင်ကြီးပေါ်မှာဝက်လင်းနာမည်ရေးထွင်းပေးလိုက်ပြီးအတိမတ်ပြုခရမ်းရောင်ကြောက်စိမ့်ပြတစ်ခုပြန်ထုတ်ပေးလာခဲ့ပါတော့တယ်။တပည့်ဖြစ်လာတဲ့အခါတားမြစ်ကျင့်စဉ်တစ်ခုကိုတင် जा ပေးရအောင်မှဖြစ်လို့ဘလို့မျိုးစားကိုမင်းတင်ယူခြင်းတလဲဆိုပြီးမေးလာတဲ့အခါဝက်လင်းကရှင်တန်ခြင်းအတက်ကိုတင်ယူခြင်းကြောင်းပြန်လျှောက်တင်လိုက်ပါတယ်။ဘလို့မျိုးရှင်တန်ခြင်းတာလဲမေးတော့ကျင့်ကြံသူတယောက်ကအသက်တက်မြင့်မြင့်လေးရှိနေသေးရင်တောင်အသက်ဆက်ရှင်တန်နိုင်ကမဟာလန်းစဉ်ကိုဆက်လက်ဆူဆန်းနိုင်မဲ့အရာဆိုပြီးဝက်လင်းအဖြေကြားလိုက်ရတဲ့အခါထန်းရွင်ကြည်ရဲ့မောလိုက်ပြီးဒီလိုတားမြစ်ကျင့်စဉ်မျိုးသူ့စီမှာမရှိကြောင်းပြောလာပါတယ်။ဝက်လင်းကိုတင်ကျင်တာပြောခိုင်းခဲ့ပေမဲ့သူ့စီမှာရှိမနေခဲ့တာကြောင့်ထန်းရွင်ကြည်ကဝက်လင်းပိုင်ဆိုင်မဲ့ကျင့်စဉ်ကကံကြမ္မာပေါ်မူတည်နေတာဖြစ်လို့သူ့ဘက်ကနေအခုလိုထုတ်မေးမိလိုက်ခြင်းကအစင်းနှိမ်သွားစေမိတယ်ဆိုပြီးတပြင်းချရင်ပြောလာခဲ့ပါတယ်။ဝက်လင်းရဲ့ကံကြမ္မာကလည်းမေးမြန်းရတာမျိုးမဟုတ်ပဲအခွင့်အလမ်းတွေအပေါ်မူတည်အားကိုးနေတာဖြစ်လို့ဒါကိုသဘောပေါက်သွားတဲ့ဘက်ကတားမြစ်ကျင့်စဉ်မှန်တန်ပေါင်း3600ရှိနေတဲ့တကားကြီးတစ်ချက်ဖွင့်လှစ်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်ကြိုက်နှစ်သက်ရာတစ်ခုကိုကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုပြီးရှေ့ဖြစ်ဟောသူပြောလိုက်တာနဲ့ဝက်လင်းကတကားတွင်းဘက်ဝင်ရောက်သွားခဲ့ပါပြီ။တားမြစ်ကျင့်စဉ်အကုန်လုံးကကောင်းကင်ဘုံနယ်မြေကြီးရဲ့မန်တန်တက်တွေဖြစ်ကြပြီးကောင်းကင်ဘုံနယ်မြေကြီးပျက်စီးသွားတဲ့အခါလက်ကျန်ဤစနစ်တွေကိုဖန်တီးပြုပြင်ထားတာဖြစ်လို့အစ်စ်လောက်အားမကောင်းဘူးဆိုရင်တောင်အတိုင်းအတာတစ်ခုလောက်ထိအားကောင်းပြင်းထန်နေကြပါသေးတယ်
အလင်းတစ်ခုကိုဖျက်ကျော်ပြီး9ရောင်ချဲလေးဟာနေတဲ့ဝက်လင်းရောက်ရှိလာတဲ့အခါထန်းရင်ကျစ်ပုံစံရှိနေတဲ့တားမြစ်ကျင့်စဉ်ပေါင်း3600လောက်ကိုနေရာအသီးသီးမှာတွေးမြင်လိုက်ရတာကြောင့်ဆရာအရှင်လိန်ပြောလိုက်တာမဟုတ်မှန်းနားလည်သွားခဲ့ရပါတော့တယ်။တွားရောက်ကြည့်ရှုတဲ့အခါပထမဆုံးတစ်ခုကသူ့စီမှာရှိနေတဲ့9ကြိမ်လဲပတ်ကောင်းကင်ဘုံတန့်စင်ခြင်းဖြစ်ပြီးဒုတိယတစ်ခုကတိုက်ခိုက်ရည်စွမ်းအားပြင်းထန်လွန်းတဲ့ဝိဇ္ဇာနဲ့ဆိုးခန္ဓာကျင့်စဉ်ဖြစ်လို့စိတ်မဝင်စားသေးတဲ့သူကနောက်တနေရာခရီးဆက်လာခဲ့ပြန်ပါတယ်။တတိယတစ်ခုက9ရောင်ကျဲရှေ့ဖြစ်ဟောသူဖြစ်ပေမဲ့သူလိုချင်တဲ့အရာမဟုတ်လို့ဖျက်ကျော်ထွက်လာတဲ့အချိန်နေရာတစ်ခုမှာရှိနေတဲ့မိခိုးရောင်ဝရှေ့ဖြစ်ဟောသူကိုမြင်လိုက်တဲ့အခါဘာကြောင့်လဲဆိုပြီးအတွင်းနဲ့သွားခဲ့ရပါတယ်။ထန်းရွင်လောင်းလျက်တစ်ဖြစ်လဲရှေ့ဖြစ်ဟောသူဟာအယောင်9မျိုးလောက်ထိသဘောကျနဲ့တက်ပေမဲ့မိခိုးရောင်4မျိုးကိုတစ်ခါမှထုတ်မသုံးဘူးတာကြောင့်ဒီနေရာမှာဘာဖြစ်လို့ရှိနေရတာလဲဆိုပြီးဝက်လင်းတန်တရားဖြစ်သွားခဲ့ရသလိုလက်ရှိလောင်းလျက်ပုံစံကဆရာအရှင်ဖြစ်သူထက်ပိုပြီးငယ်ရွယ်နှုတ်ပြနေလျက်ရှိပါတယ်။မိခိုးရောင်ဝရှေ့ဖြစ်ဟောသူဟာတားမြစ်ကျင့်စဉ်မှန်တန်3600ထဲမှာပါဝင်နေတဲ့အရာတစ်ခုမဟုတ်ပေမဲ့ဒီနေရာကြီးနဲ့တစ်ခုခုသက်ဆိုင်နေတာကြောင့်အသက်တက်ရှိနေသလားဆိုပြီးစမ်းသပ်ကြည့်ကျင်သွားပါတယ်။လက်ရှိပုံစံကအသက်တက်မရှိသလိုလှုပ်ရှားမှုကင်းမဲ့နေလျက်ရှိတာကြောင့်စမ်းသပ်ကြည့်တာပိုကောင်းလိမ့်မယ်ဆိုပြီးအပြာရောင်လာချမ်းကွေးတာကိုရှေ့ဖြစ်ဟောသူစီပြစ်လွတ်တိုက်ခိုက်လိုက်တဲ့အခါမှာတော့ခန္ဓာကိုယ်ထဲထိုးဆိုင်သွားခဲ့ပေမဲ့တက်ဖြတ်ခြင်းအငွေ့အသက်တွေရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးကိုအလင်းအမြန်ဖုံးအုပ်သွားခဲ့ပါတော့တယ်။ပြင်းထန်လွန်လာတဲ့တက်ဖြတ်ခြင်းစိတ်ဆန္ဒတွေဖြစ်လို့လာချမ်းသားပြန်သိမ်းလိုက်ပြီးအကာယံတစ်ခုနဲ့တက်ဖြတ်ငွေတွေကာကွယ်ထားလိုက်တဲ့အချိန်တားမြစ်ကျင့်စဉ်တစ်ဖြစ်လဲတခြားသောရှေ့ဖြစ်ဟောသူတွေကဝက်လင်းရှိရာဘက်ကိုအမြန်ရောက်ရှိလာခဲ့ကြပါတယ်။ရှေ့ဖြစ်ဟောသူ3600လုံးကတူညီတဲ့လက်ဟန်တစ်ခုနဲ့အတူအယောင်9မျိုးအသုံးပြုပြီးချိတ်ပိတ်ပစ်လိုက်ကြတဲ့အခါအသိစိတ်ဖြစ်တည်လာတဲ့မိခိုးရောင်ရှေ့ဖြစ်ဟောသူကတေးကျနေတာလားဆိုပြီးတက်ဖြတ်ခြင်းအငွေ့အသက်တွေပုံမထုတ်လွတ်လိုက်ပါတော့တယ်။ဒါကိုမြင်တော့မိခိုးရောင်ရှေ့ဖြစ်ဟောသူဟာမူလခန္ဓာကိုယ်ထက်တောင်အစတရလောက်ပိုအစွမ်းထက်နေတာကြောင့်အကာယံတွေပောက်ကွဲပျက်စီးသွားခဲ့ရပြီးတားမြစ်ကျင့်စဉ်ပေါင်းများစွာလည်းတက်ဖြတ်ခြင်းအခိုးငွေ့တွေကြားထဲမှာအလင်းအမြန်ပျက်စီးသွားခဲ့ရပါတယ်။ဝက်လင်းလည်းအနောက်ဆုတ်ပေးလိုက်ရပြီးမိခိုးရောင်ရှေ့ဖြစ်ဟောသူကသူ့ပတ်လန်းကြီးလာခဲ့ကထန်းရွင်လောင်းလျက်ရဲ့တပည့်လာဆိုပြီးမေးလာတော့ဝက်လင်းကဟုတ်ကြောင်းပြန်ဖြေလိုက်ပါတယ်။ထန်းရွင်ချစ်ကဒီနေရာကိုလူမလွတ်တာအတော်ကြာနေပြီဖြစ်လို့ဝက်လင်းအခုရောက်လာခြင်းကသူ့အတွက်ရောက်လာတာဖြစ်နိုင်တယ်ဆိုပြီးဓာချက်ပေါင်းများစွာနဲ့ထပ်မံတိုက်ခိုက်လာတဲ့အခါဝက်လင်းလည်းအမြန်ကာကွယ်ထားလိုက်ရပြီးတိုက်ခိုက်ရတဲ့အကြောင်းပြချက်ကိုဒေါသထွက်စွာပြန်မေးကြည့်လိုက်ပါတယ်။တိုးဝင်လာတဲ့ဓာချက်ကိုလာချမ်းသားနဲ့အမြန်ခုတ်ပိုင်းလိုက်ပေမဲ့လက်တစ်ဖက်လုံးထုံကျင်တာကျင်သွားခဲ့ရပြီးအကြီးတစ်ချက်နဲ့အတူမိခိုးရောင်တာကထပ်မံတိုးဝင်လာပြန်တာကြောင့်တေးချင်းရှင်ချင်းတန်တရားဆက်ဝင်တဲ့ဘဲကိုအမြန်ထုတ်ဖော်လိုက်ရပါတယ်။ဒီနယ်ပယ်ကိုမြင်လိုက်တာနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့နယ်ပယ်တစ်ခုပါလားဆိုပြီးမိခိုးရောင်ရှေ့ဖြစ်ဟောသူလည်းချက်ချင်းရက်တန့်ပေးလိုက်ကထန်းရင်ကျစ်ကဒီနေရာကိုဘာကြောင့်လွတ်လိုက်တယ်လဲဆိုတဲ့အကြောင်းကိုစတင်ရှင်းပြလာခဲ့ပါတယ်။ဒီနေရာမှာကောင်းကင်ဘုံတက်ဖြတ်ခြင်းဆိုတဲ့တားမြစ်ကျင့်စဉ်တစ်ခုရှိနေပြီးဝက်လင်းရဲ့ကံကြမ္မာကဒီလိုရမျိုးကိုရယူနိုင်မလားဆိုတာထန်းရင်ကျစ်သိချင်နေတာဖြစ်တယ်လို့တေးချင်းရှင်ချင်းနဲ့ပဲနဲ့ကိုက်ညီမှုရှိတာကြောင့်မိခိုးရောင်ရှေ့ဖြစ်ဟောသူကတိုက်ခိုက်မှုရက်တန့်ပေးလိုက်တာဖြစ်ပါတယ်။ကောင်းကင်ဘုံတက်ဖြတ်ခြင်းကျင့်စဉ်ကအမီမတိကောင်းကင်ဘုံမှန်တန်တစ်ခုကိုမိညံတူပါထားခဲ့တာဖြစ်ပြီးဝက်လင်းနဲ့လိုက်ဖက်မှုရှိတာကြောင့်သူ့ကိုဂတိတစ်ခုပေးမယ်ဆိုရင်အမွေဆက်ခံနိုင်ကြောင်းပြောလာပါတယ်။အဲ့ဒီဂတိကတော့တက်ဖြတ်ခြင်းကျင့်စဉ်ထုတ်သုံးတဲ့အခါရန်သူအကုန်လုံးကိုအသေးသက်ပြရမှာဖြစ်လို့ဝက်လင်းကကြုံမတင်ကျင်ဘူးဆိုပြီးခက်ပြက်ပြက်ညှင်းလိုက်ပါတယ်။ရှေ့ဖြစ်ဟောသူတစ်ဖြစ်လဲတားမြစ်ကျင့်စဉ်ဘက်ကတစ်ချက်ရေမောလိုက်ပြီးကောင်းကင်ဘုံတက်ဖြတ်ခြင်းကျင့်စဉ်ကနေဖန်တီးပြုလုပ်ထားနိုင်ခဲ့တဲ့ရှင်တန်ချင်းစီးတစိတ်တစ်ခုကိုထုတ်ပြလာခဲ့ပါတယ်။စီးတစိတ်များလာတဲ့အခါခုခံနိုင်စွမ်းကြီးမားလာပြီးခန္ဓာကိုယ်မပျက်စီးအောင်လည်းကာကွယ်ပေးနိုင်တာကြောင့်9ရောင်ချဲကျင့်စဉ်တွေထဲမှာအထိုးထိပ်ဖြစ်နေတာမို့မင်းမလို့ခြင်းဘူးလားဆိုပြီးမျက်မှောင်ကျုပ်ရင်မေးလာတော့ဘာကြောင့်သူ့ကိုရွေးချယ်တာလဲဆိုပြီးပြန်မေးလိုက်ပါတယ်။ဝက်လင်းကဒီနေရာကိုအပိုးခံလိုက်ရတဲ့6ယောက်မြောက်လူဖြစ်တယ်လို့မိခိုးရောင်ရှေ့ဖြစ်ဟောသူက9ယောက်မြောက်ဆိုတာကိုသဘောကျခြင်းမရှိပေမဲ့လည်းထန်းရွင်ကျင့်တဲ့ဂရီစကားပြောထားဖူးတာကြောင့်တင်ကျင်လားမတင်ကျင်ဘူးလားဆိုတာကိုစိတ်ဆန္ဒအတိုင်းဆုံးဖြတ်ခိုင်းလိုက်ပါတယ်။မိခိုးရောင်ဝတ်ပြောက်ကွယ်သွားခဲ့ပြီးကြောက်စိမ့်ပြတစ်ချက်အဖြစ်ဝက်လင်းရှေ့လွှဲမျောလာတဲ့အခါကျမှဝက်လင်းဘက်ကလက်ခံရွေးချယ်လိုက်တာကြောင့်လေဟာနဲ့ပြင်ဘက်ကိုပြန်ရောက်လာခဲ့ပါတော့တယ်။ထန်းရင်ချစ်ကိုမြင်တော့မိခိုးရောင်ဝတ်အကြောင်းကိုမေးကြည့်ဖို့ပြင်လိုက်ပေမဲ့အများကြီးရှောက်မစင်စားနေနဲ့ဆိုပြီးတစ်ဖက်ကလည်းကြိုးပိတ်ထားလိုက်ပါတယ်။မိခိုးရောင်ရှေ့ဖြစ်ဟောသူကထန်းရင်ကြည့်ရဲ့ဒုတိယစိတ်ဝိညာဉ်ခွဲဖြစ်ပြီးရင်ရနားလေဖို့လုပ်တုန်းကအတင်းကျပ်ကွဲပြားသွားခဲ့တာဖြစ်ကြောင်းသူကျင့်ကြံနေတဲ့ကောင်းကင်ဘုံတက်ဖြတ်ခြင်းကျင့်စဉ်ကဝက်လင်းလိုချင်နေတဲ့ရှင်တန်ချင်းလန်းစဉ်ဖြစ်တယ်ဆိုပြီးရှင်းပြပေးလိုက်ပါတယ်။အဲ့ဒီနောက်ခရမ်းရောင်လင်းကနေပြောင်းလဲဖန်တီးထားတဲ့လက်စွပ်တကွင်းထုတ်ပေးလိုက်ပြီးအာနာတက်ခြင်းနှောင်းပိုင်းအစင်းကျင့်ကြံသူရဲ့တိုက်ကွက်နှစ်ကွက်လောက်ကိုခုခံတားဆီးပေးနိုင်ပေမဲ့ဂိုင်းစီးမြင့်ဖောက်ဖျက်တဲ့အချိန်တိုင်းမှာကာကွယ်နိုင်စွမ်းရော့ကျသွားပါလိမ့်မယ်။ဒါကြောင့်ဝက်လင်းဘက်ကသာစီးမြင့်နှစ်ခါဖောက်ဖျက်မိရင်လက်စွပ်အကာအကွယ်ကိုလုံးဝအသုံးပြုလို့ရမှာမဟုတ်ပါဘူး။ခြံတောင်းကိုဝက်လင်းတက်လိုက်နိုင်ခြင်းကလက်စွပ်အကာအကွယ်မရှိလို့ဖြစ်ပြီးတိုက်ပွဲတစ်ပွဲမှာတစ်ကြိမ်အသုံးပြုပြီးသွားသလိုနောက်တစ်ကြိမ်ကလည်းဂိုင်းစီးမြင့်ဖောက်ဖျက်မိခဲ့လို့ကုံဆုံးသွားခဲ့ရတာပါ။ဒါကြောင့်ဝက်လင်းကအလွယ်တကူတက်လိုက်နိုင်တာဖြစ်ပြီးတခြားတပည့်တွေမှာဒီလိုကာကွယ်ရှိနေလို့တက်ချင်တိုင်းတက်လို့မရပါဘူး။တားမြစ်ကျင့်စဉ်အပြင်အကာအကွယ်လည်းပေးပြီးသွားပြီဖြစ်လို့ဝက်လင်းကတောင်အောက်ဆင်းလေးကျင့်ကျင်ကြောင်းရှောက်တင်ကြည့်လိုက်တဲ့အခါ
ထန်းရင်ကျစ်ကတစိပ်ပြားတစ်ခုထုတ်ပေးလာခဲ့ပြီးတန်တမန်ဖြစ်တဲ့တပည့်ကသာတောင်အောက်ဆင်းနိုင်ကြောင်းပြောကြားလာခဲ့ပါတယ်။တောင်အောက်ဆင်းခြင်းရင်အစင်၅တိုင်းပြည်တစ်ခုကို၃လကြာသွားခွင့်ပေးလိုက်ပြီးမိစ္ဆဝိညာဉ်တကားတစ်ချက်အရှိပင်လေပြင်ဘက်မှာပွင့်လာတဲ့အချိန်ကျရင်တော့ပြန်လာတာနောက်မကျစေနဲ့ဆိုပြီးထန်းရင်ကျစ်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ကောင်းကင်ဘုံတက်ဖြတ်ချင်းဆိုတဲ့အတိုင်းတက်ဖြတ်ချင်းကသာကျင့်စဉ်လေးကျင့်နိုင်မှာဖြစ်လို့အစင်၅တိုင်းပြည်ဖြစ်တဲ့လင်းရွယ်တိုင်းပြည်ကိုထန်းရင်ကိုင်းတန်တမန်ဖြစ်ရောက်ရှိလာခဲ့တဲ့အခါလေးစားခံအဆင့်အတန်းဖြစ်တာကြောင့်ကျင့်ကြံသူတိုင်းကအယိုသေးပြုနှုတ်ဆက်လာခဲ့ကြပါတယ်။ဒီအချိန်ရောက်ဖို့သူစောင့်ဆိုင်နေခဲ့ရတာဆိုပြီးကောင်းကင်စင်မြင့်ပေါ်မှာရှိတဲ့ဝက်လင်းစီနှုတ်ဆက်လိုက်တဲ့အခါလင်းရွယ်တိုင်းပြည်ထဲမှာမိစ္ဆာသားရဲတွေစုဝေးနေတဲ့နေရာရှိသလားဆိုပြီးအောက်ဆင်းရင်မေးကြည့်လိုက်တော့မြေနဲ့ဆိုးမြောက်ပိုင်းနဲ့မြေမှာမရေမတွက်နိုင်အောင်စုဝေးနေလျက်ရှိကြတဲ့အပြင်အာနာတက်ချင်းအဆင့်ရှားပါးသားရဲတွေလည်းရှိကြောင်းရှောက်တင်လာကြပါတယ်။ဒါပေမဲ့အလဲပိုင်းနဲ့မြေကိုတားမြစ်နေရအဖြစ်သတ်မှတ်ပြီးအလွယ်တကူဝင်ရောက်နိုင်ခြင်းမရှိကြောင်းပြောတော့ဝက်လင်းကသူဟာတန်တမန်ဖြစ်ပေမဲ့တခြားကိစ္စတွေကိုဘာမှဂရုစိုက်မှမဟုတ်လို့ပုံမှန်တိုင်းနေလို့ရကြောင်းပြောရင်းစတင်ထွက်ခွာလာခဲ့ပါတယ်။မြောက်ပိုင်းနယ်မြေတွေကိုတဖြည်းဖြည်းဝင်ရောက်လာတဲ့အခါအတွင်းပုံစံမျိုးစုံရှိနေကြတဲ့မိစ္ဆာသားရဲများစွာကအလင်းငိုက်တိုက်ခိုက်လာကြပေမဲ့အကုန်လုံးပြည့်ရှင်းခံလိုက်ကြရပြီးကြင်ကြံစေမြင့်တက်လာအောင်တက်ဖြတ်ခြင်းအငွေ့အသက်တွေဆုပ်ယူပစ်လိုက်ပေမဲ့လည်းပထမအကြိမ်စ조사မှုကထုံးစံအတိုင်းကြာရှုံးသွားခဲ့ရပါတော့တယ်။တောနက်ထဲပိုရောက်လာလေမိစ္ဆာသားရဲကောင်တွေကလည်းအစွမ်းပိုထက်လာလေဖြစ်တယ်လို့တိုက်ခိုက်မှုတချို့ကိုဓာတ်တစ်ချက်နဲ့ဖြေရှင်းလိုက်ပြီးရှင်တန်ချင်းစီးတစ်စိတ်ကိုစုဝေးလို့မရနိုင်သေးတာကြောင့်ချင်းသားရဲကိုအပြင်ထုတ်ယူလိုက်ပါတယ်။မိစ္ဆာသားရဲကောင်ကြီးကိုချင်းသားရဲစီကျွေးမွေးလိုက်ပြီးရှင်တန်ချင်းစီးတစ်စိတ်ကစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအဆင့်လောက်ကိုမလုံလောက်သေးလို့များလားဆိုပြီးအဆင့်ပုံမြင့်တဲ့ကောင်တွေကိုဆက်လက်ရှာဖွေကြည့်လိုက်ပါတယ်။စီးတစ်စိတ်ဖန်တီးခြင်းရင်တက်ဖြတ်ခြင်းအငွေ့သက်တွေပုံမိုဆုပ်ယူဖို့လိုအပ်နေတဲ့အချိန်တောအုပ်ထဲကနေရာတစ်ခုမှာတော့အစစ်တရာရွှေတစ်သီးပင်ကြီးကိုလူ၃ယောက်ရှာဖွေတွေ့ရှိသွားကြပါတယ်။ဒီတစ်သီးကြီးကတူနိုင်မဲ့နှစ်လက်နဲ့တစ်ခုကိုတွန်းလုပ်ဖို့လုံလောက်တယ်ဆိုပြီးအကြီးကဲတစ်ယောက်ပြောတော့ဖန်ကျုပ်ခံထားရတဲ့မိန်းကလေးကအစစ်တရာရွှေတစ်သီးဟာသူတို့ကိုင်းရဲ့နှင်းများစွာစ조사အထောက်မှုဖြစ်တယ်လို့ဆရာအရှင်ဖြစ်သူနဲ့အကြီးကဲတွေပေးဆက်ထားခဲ့ရတာဆိုပြီးရှေ့ထွက်ပိတ်ပင်လာခဲ့ပါတယ်။ရွှေတစ်သီးတစ်လုံးမှာအစစ်တရာရှိနေတာကြောင့်သူတို့ကိုင်းကအနည်းဆုံးတော့တစ်စေးလောက်ရရှိတဲ့ဆိုပြီးပြောတော့တာလောဓာကိုင်းလိုချင်တဲ့ပစ္စည်းကိုဘယ်သူမှပိုင်ဆိုင်ခွင့်မရှိဘူးဆိုပြီးရေမောလိုက်ကြပါတယ်ဒီအကြီးကဲတွေကမိန်းကလေးရဲ့ဆရာတို့အကိုကြီးကိုတက်ဖြတ်လိုက်ကြသလိုယေဒနာရှာဖွေရေးအဖွဲ့ကိုလည်းဖျက်ဆီးရှင်းလင်းလိုက်ကြတဲ့အပြင်သူမကိုလည်းဖမ်းချုပ်လမ်းပြခိုင်းနေကြတာဖြစ်ပါတယ်။တာလော့ဓာကိုင်းကဒီလိုမျိုးအရှက်ကင်းမဲ့တာလားဆိုပြီးမိန်းကလေးအော်ဟစ်လိုက်တဲ့အခါအကြီးကဲတစ်ယောက်ကဖျက်ရိုက်ဖို့ပြင်လိုက်ပေမဲ့ဒီနေရာမှာမိစ္ဆာသားရဲကောင်ရှိနေတယ်ဆိုပြီးတခြားတစ်ယောက်ကတိုးနေခိုင်းလိုက်ပါတယ်။ဒီအချိန်မှာပဲတောလဲတန်ကြီးတစ်ခုနဲ့အတူကျိုလီပိုးကောင်များစွာပြန်တန်းထွက်ပြေးလာခဲ့တာကြောင့်ဓာချိတ်ပိတ်စီရင်ကြီးတစ်ခုပူပေါင်းဖန်တီးလိုက်ကြရပြီးယေဒနာလက်နက်တချို့နဲ့အမြန်ဖြစ်စည်းကြည့်လိုက်ပေမဲ့အရေးအတွက်များလွန်းနေခဲ့ပါတယ်။ဒီအချိန်ကျိုလီပိုးကောင်တွေအကုန်လုံးရုတ်တရက်ပေါက်ကွဲသွားကြပြီးအရှိန်ဝါကြီးမလွန်းသူကြီးလည်းတားရဲ့အကုန်ဖြစ်စည်းတက်ဖြတ်နေခဲ့ပြီးဒီနေရာကိုရောက်ရှိလာခဲ့ကတက်ဖြတ်လိုငွေတွေဆုပ်ယူပစ်လိုက်ပြန်ပါတယ်။အကြီးကဲတွေကသူ့ကိုသတိထားနေခဲ့ကြပေမဲ့ဝက်လင်းကရွှေရောင်တစ်ပင်ကြီးကိုတစ်ချက်လန်းကြည့်လိုက်ပြီးရှင်းနဲ့ဖျားထုစီရဲ့မှတ်ညံမွေနှစ်ထဲမှာအချက်လက်ရှာဖွေကြည့်လိုက်ပါတယ်။ဒီတစ်တီကရွှေဝိညာဉ်အမြစ်ကနေပြောင်းလဲလာခဲ့တာဖြစ်တယ်လို့ရွှေဝိညာဉ်အမြစ်ကလည်းရှင်းနဲ့ဖျားတစ်ပါးရဲ့ခန္ဓာကိုယ်ကိုအာရင်ဖြည့်တင်ပေးနိုင်တာကြောင့်ဝက်လင်းစိတ်ဝင်စားသွားတဲ့အချိန်ဒီရွှေရောင်တစ်ပင်ကဒါလောဓာကိုင်းအပိုင်ဖြစ်တယ်ဆိုပြီးနှောက်ယှက်တံတွေထွက်ပေါ်လာခဲ့ပါတယ်။သူတို့လက်ထက်ကလူယူဖို့စ조사မယ်ဆိုရင်ဓာကိုင်းတစ်ခုလုံးကိုရန်ဆက်တိုက်ခိုက်လိုက်တာဆိုပြီးအရှိန်ဝါတွေထုတ်ပြလာခဲ့ကြရင်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်တဲ့အခါဝက်လင်းကလည်းကောင်းကင်ဘုံနယ်မြေထဲမှာပြဿနာရှာသွားတဲ့ကောင်တွေလားဆိုပြီးတစ်ချက်လောင်ရလိုက်ပါတယ်။တစ်ဖက်လူတွေကသူ့ကိုတေချာစဉ်းစားခိုင်းနေကြပေမဲ့ဘာကိုမှဂယုမစိုက်တဲ့ဝက်လင်းကတော့တရေသားပြောင်းလဲခြင်းအလဲလက်အဆင့်အရှိန်ဝါတွေထုတ်ဖော်လိုက်ရင်မင်းတို့ကောင်တွေကိုမေးချင်တဲ့ကိစ္စလေးတွေရှိတယ်ဆိုပြီးအေးဆက်စွာပြောလိုက်ရင်းကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်။